你啊，别录一期没有嘛？再看那也说，妈这边是哦。ပညာလေးကလည်းတတ်ရမယ်ရုပ်ရည်ကလည်းအသင့်ကျင့်လေးနဲ့ယောက်ျားပြီးသားရမယ်ဝေကြီးကလည်းရှိဖို့လိုသေးတယ်မမေပြီးတော့သူလှုပ်တဲ့အလုပ်ကိုင်ကလည်းဂုဏ်ရှိရမယ်စိတ်သဘောထားလည်းကြီးဖို့လိုတာပဲအတွေးအခေါ်ကမြင်ရမယ်အရေးကြီးဆုံးကတော့စာရိတ္တပဲမမေဒီသူရဲ့အပြောဆိုအနေထိုင်လေးကလည်းမွန်မွန်ရေရေလေးနဲ့ဝတ္တစားတာလေးကလည်းတတ်တတ်ရရလေးနဲ့အဲ့လောက်အဆင့်တော့အနည်းဆုံးရှိတဲ့တာပေါ့မမေက啥呗啦？找啦？ကျန်နေတဲ့မီကိုယူထားတဲ့အိမ်အောင်ဘက်အပေါ်မှာကျင်နာရမယ်သစ္စာရှိရမယ်ဦးစားပေးရမယ်လေးစားမှုရှိရမယ်မြတ်မြတ်လူလူချစ်တတ်ရမယ်နားလည်မှုအပြည့်အဝပေးရမယ်အဲ့လောက်စင်တော့ပါ你啊，别录。